ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ Kizai Story Animation Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့အတွက်ဇာတ်လမ်းလေးကတော့နမည်ကြီးဖျားရှိခိုးကျောင်းရဲ့ကြောက်တုံးကြီးနောက်ကလှုပ်ဝက်ချက်အားလုံးပဲမင်္ဂလာပါခင်ဗျာ။မြို့တစ်မြို့ရဲ့နှစ်ပေါင်းများစွာကြီးမှုန်ပြင်ဖြစ်နေတဲ့တာယာငြိမ်သက်တဲ့ဆိုင်ခန်းရဲ့နောက်မှာတော့မြို့ကိုရင်သက်ရှူမောစေတဲ့ပြရုပ်တစ်ခုရှိနေပါတယ်။ဒါကဒန္နာရီလာနတ်ကွန်းတစ်ခုဖြစ်တဲ့ဖရာကာလာလို့ခေါ်တဲ့နမည်ကြီးဖျားရှိခိုးကျောင်းပါ။ဒီနေရာဟာဖျားဘူးတွေခရီးသွားတွေနဲ့အမျက်စီကားလေးရှိပေမဲ့ဒီကြောက်တုံးကြီးတွေရဲ့အနီးနားမှာတော့တန်နာရီတွေယုံကြည်မှုတွေနဲ့အတူကြောက်စရာအကြောင်းအရာတွေလည်းဖုံးကွယ်နေတတ်ပါတယ်။ဒီနေ့မှာတော့အိမ်မက်တစ်ခုကိုလိုက်စားတဲ့အဆွေခင်မောနှစ်ယောက်အမ်နဲ့ထိုင်တို့ဟာမြို့ထဲကလမ်းသွယ်လေးတစ်ခုမှာကော်တီယိုဆိုင်ဖွင့်ဖို့ရောက်လာကြပါတယ်။ဖရာကာလာဖျားရှိခိုးကျောင်းသားကသူတို့ရဲ့ဆိုင်လေးဟာသူတို့ရဲ့စူးစမ်းမှုတွေရဲ့အစာပဲဖြစ်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မသိတာကသူတို့ရွေးချယ်လိုက်တဲ့နေရာဟာထူးဆန်းလာတဲ့အိမ်ကြီးချင်းတွေရဲ့အိမ်နဲ့တိုက်ရိုက်မျက်နှာချင်းဆိုင်ဖြစ်နေတာပါဒီအိမ်ကြီးချင်းတွေဟာချစ်စရာကောင်းတဲ့ညီမနှစ်ယောက်ပါသူတို့နှစ်ယောက်ဟာမြို့သစ်ကြီးထဲမှာဘဝတည်စတင်မှုပစ္စည်းတွေနဲ့အတူတူရောက်လာတဲ့ပုံပေါက်ပေမဲ့သူတို့ရဲ့မျက်လုံးတွေဟာဘာမှမရှိတဲ့ဟိုက်နှက်နေတဲ့ပေါင်နှက်ချင်းလာတစ်ခုရှိနေပါတယ်ထိုင်းဟာသူတို့ကိုချစ်မိသွားပေမဲ့အမ်ကတော့ပထမအဆုံးမြင်ကလေးကစိတ်မသက်မသာဖြစ်နေတာပါတခုခုမှားယွင်းနေတယ်လို့ခံစားမိပါတယ်လာနေငယ်ကြာလာတော့ဒီမျိုးရဲ့နမဲကျော်နေရာတစ်ခုဖြစ်တဲ့ဖရာကာလာဖျားရှိခိုးကျောင်းဝင်းထဲမှာထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်လာပါတယ်။နှစ်ပေါင်းများစွာဒီနေရာမှာနေထိုင်ကျဆားနေတဲ့မြောင်းအုပ်ကြီးဟာတဖြည်းဖြည်းပျောက်ကွယ်လာပါတယ်။တကောင်ပြီးတကောင်အချင်းကြီးပျောက်ကွယ်သွားတာပါ။လူတွေကတော့သူတို့တောအုပ်ထဲပြန်သွားတယ်လို့ပြောနေကြပေမဲ့ဒေသခံတွေပြောတာကတော့ဒီမြောက်တွေတော့ပြန်စရာတောရဲလို့မရှိဘူး။ဒီဖျားရှိခိုးကျောင်းဟာသူတို့ရဲ့အိမ်ပဲ။ပြီးတော့ဒီမြောက်တွေရဲ့အလောင်းတွေကိုတွေ့ရှိတဲ့အခါမှာတော့အားလုံးအံ့အားသင့်သွားကြပါတယ်။သူတို့ရဲ့ဥတွေအားလုံးကိုလူတစ်ယောက်ကဖျက်ဆီးထားတဲ့ပုံစံမျိုးပါဒီလိုမျိုးတစ်မျိုးလုံးဆိုရင်ထိတ်လန့်နေတဲ့အချိန်မှာတော့အမ်နဲ့ထိုင်ရဲ့အိမ်ကြီးချင်းညီမနှစ်ယောက်ရဲ့အိမ်ကနေထူးဆန်းတဲ့အရာတွေကဆက်လက်ဖြစ်ပေါ်လာပါတယ်။တညာဆိုင်ပိတ်ခါနေသူတို့ရဲ့အိမ်ဘရင်ပေါက်ဖွင့်လိုက်တဲ့အခါအနံဆိုးတစ်ခုလေထဲကနေတဆင့်ကူးဆက်လာပါတယ်။အတီကောင်အနံ့ညှိနှံဒီအနံ့ဟာတစ်ဖက်ကန်းခတ်ကြော်ကနေအမ်တို့ဆိုင်အထိကိုရောက်လာတာပါဒီအနံ့ကိုရှူရှိုက်မိုံနဲ့ထိုင်ဟာပြုတ်အံကျင်းလာပါတယ်သူတို့နှစ်ယောက်ဟာဒီညီမနှစ်ယောက်ကိုစတင်တတိထားမိလာကြပါပြီဒီလိုစိုးရိမ်စိတ်တွေကြားထဲမှာပဲကန်ဆိုးကျင်တော့ညတညမှာအမ်ဟာအိယာကနေလန်နိုးလာပါတယ်သူ့အိမ်ရဲ့ဘရင်ပေါက်ကနေတောက်ပတဲ့အလင်းနှန်းတစ်ခုဟာသူ့မျက်လုံးကိုထုံးနေလို့ပါသူဟာဘရင်ပေါက်စီကိုလှမ်းကြည့်လိုက်ပြီးသူမြင်ရတာကသူချစ်မိတဲ့အိမ်ကြီးချင်းမိန်းကလေးပါဒါပေမဲ့ဒီချိန်မှာတော့သူမဟာလေထဲမှာလွှင်မျောနေပြီးသူမရဲ့ခန္ဓာကိုယ်ဟာခေါင်းနဲ့ဦးအစိပ်ပိုင်းတွေပဲကျန်မာတော့တယ်။ကျန်တဲ့အစိပ်ပိုင်းတွေအားလုံးပျောက်ကွယ်နေပါတယ်။အမ်ဟာထိတ်လန့်သွားပြီးထိုင်းကိုလှုံနှုံလိုက်ပါတယ်။ထိုင်းလည်းနိုးလာပြီးသူမြင်ရတဲ့အရာကိုမြင်တဲ့အခါသတိလစ်မျောသွားပါတယ်။မနက်မိုးလင်းတာနဲ့အမ်နဲ့ထိုင်းဟာထွက်ပြေးခဲ့ကြပြီးသူတို့သွားခဲ့တဲ့နေရာကတော့ဒေတာထဲကနမည်ကြီးစိတ်မင်းကြီးဆီယာကမ်စီပါပဲ။သူတို့ရဲ့အတွေ့အကြုံအားလုံးကိုပြောပြလိုက်ပါတယ်။ဆီယာကမ်ဟာသူတို့နဲ့တူတူလိုက်လာပြီးဒါပေမဲ့ဒီလမ်းတွေတွေရောက်တာနဲ့ဆီယာကမ်ရဲ့မျက်နှာဟာရုတ်တရက်ပြောင်းသွားပါတယ်။အပြင်းထန်ဆုံးစွမ်းအားတွေကဒီအိမ်ကနေထွက်နေတယ်လို့ဆီယာကမ်ကပြောလိုက်ပါတယ်။အလိုနဲ့ညနေချိန်မှာသူတို့၃ယောက်သာအဲ့ဒီအိမ်ကိုဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်ရဲ့တကားဝအရှိကိုရောက်သွားတဲ့အခါအနံဆိုးတွေကိုစတင်ခန်းစားနေရပါပြီ။အိမ်ထဲဝင်တဲ့အခါသူတို့မြင်ရတာကအိမ်တအိမ်လုံးမြောက်အလောင်းတွေနဲ့ပြည့်နေပါတယ်။အိုးခွက်ပကံတွေနေရန်တွေမှာအားလုံးဟာပုတ်တိုးနေတဲ့မြောက်အလောင်းတွေပါပဲ။ပြီးတော့အိမ်ရဲ့အလေခေါင်မှာအိယာတလုံးပေါ်မှာသူတို့ညီမနှစ်ယောက်ဟာအိမ်နေဟန်ဆောင်ကြပါတယ်သူတို့ရဲ့ခန္ဓာကိုယ်တွေဟာတော့လူသားပုံစံပါပဲဒါပေမဲ့ရုတ်တရက်လေပြင်းတစ်ခုတိုက်ခတ်လာပြီးပရင်းပေါက်အားလုံးပွင့်သွားပါတယ်အလင်းရောင်တစ်ခုဟာအိမ်ထဲကိုဝင်ရောက်လာပါတယ်ဒီလင်းရောင်ဟာသူတို့ညီမနှစ်ယောက်ရဲ့ခန္ဓာကိုယ်ကနေထွက်လာပြီးသူတို့ဟာလူသားပုံစံကနေခေါင်းနဲ့ဦးတွေပဲကျန်တဲ့ကြောက်မက်ဖွယ်ပုံစံဖြစ်ပြောင်းလဲသွားကြပါတယ်သူတို့ဟာကရိုစေးတွေပါဆီယာကန်ဟာလှုပ်ဝက်ထားတဲ့လက်နက်ကိုထုတ်လိုက်ပါတယ်။ဒါကတော့ငွေအောင်တောက်နေတဲ့ကောက်ရိတ်ဆက်တစ်ချောင်းပါပဲ။ညီမထဲကအမဟာဆီယာကန်စီကိုပြင်းထန်စွာတိုက်ခိုက်လာပါတယ်။ဆီယာကန်ဟာရှောင်တိန်လိုက်ပြီးသူ့ရဲ့ကောက်ရိတ်ဆက်နဲ့ကရိုစီရဲ့ဦးတွေကိုဆွဲချိန်လိုက်ပါတယ်။ကရိုစီဟာကျမ်းမြင့်ပေါ်မှာပလက်လန်ကျသွားပြီးသူမရဲ့နှလုံးခုန်တံတွေဟာတဖြည်းဖြည်းရပ်တန့်သွားပါတယ်။အဲ့ချိန်မှာဒုတိယမြောက်တစ်ကောင်ဂရင်းပေါက်ကနေဝင်လာပါတယ်။သူမဟာအမရဲ့အလောင်းကိုမြင်တဲ့အခါဝမ်းနဲ့ပက်လက်နဲ့လန်ကျသွားပါတယ်။ဆီယာကန်ကမင်းတို့ရဲ့အဖြစ်တွေပြီးဆုံးသွားပြီး
ဒီခန္ဓာကိုယ်ကိုဆွန့်လွတ်ပြီးကောင်းတဲ့ဘဝအသစ်ကိုရှာဖွေသွားကြလို့ပြောလိုက်ပါတယ်ညီမနှစ်ယောက်ဟာတယောက်နဲ့တယောက်ကလျက်နေပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားကပြမုံတွေအဖြစ်ပြောင်းလဲသွားပါတယ်ဒီဖြစ်ရပြီးနောက်သတင်းစာတွေမှာဖရာကာလာဖျားရှိခိုးကြောင်းအဓိကအိမ်တိမ်မှာမြောက်လောင်းများစွာတွေ့ရှိရတယ်လို့ရေးသားကြပါတယ်ဒါပေမဲ့အမ်နဲ့ထိုင်းကတော့ဘာမှမသိသလိုနေထိုင်သွားပါတယ်သူတို့သိချင်တာကဒီညီမနှစ်ယောက်ဟာအနှောင့်အယှက်မရှိငြိမ်းချမ်းစွာထွက်ခွာသွားဖို့ပါပဲဒီနေ့အထိဖရာကာလာဖျားရှိခိုးကြောင်းအနီးမှာကရိုစစ်အကြောင်းပြောစရာစကားတွေဆက်လက်ရှိနေသေးပါပဲဒါပေမဲ့ဒီဖြစ်ရဲ့ကြီးနောက်ပိုင်းမှာတော့ဒီနေရာမှာကရိုစစ်ကိုဘယ်သူမှတဖန်မတွေ့ရတော့ပါဘူးသူတို့ရဲ့ဝိညာဉ်တွေဟာဒီကြောက်တုံးကြီးတွေရဲ့အရေးအောက်ကနေလွတ်မြောက်သွားပြီလို့သာယုံကြည်စရာဖြစ်နေပါတော့တယ်ဒီနေ့အတွက်ဇလန်းလေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းနေ့စဉ်ဗီဒီယိုလေးတွေကိုတင်ဆက်ပေးမှာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်